ဒါကကျွန်တော် marketing fundamental မှာရှိတဲ့နောက်ဆုံးပေါ့နော်အဲ့တော့ကျွန်တော်အရင်ဘက်ကပြောခဲ့တဲ့ product က price က place က promotion အဲ့တော့ကျွန်တော်ဒီ product လို့ပြောလို့ရှိရင်အဲ့တော့ 4P ဆိုလို့ရှိရင်ခုန P လေးလုံးပြောမယ်အဲ့ဒါမှာပထမ P ရပါလဲလို့ပြောလို့ရှိရင် product လို့ပြောမယ်သိပြီလားဆိုသိပြီလို့ပြောမယ်ဒါပေမဲ့ product ဆိုတာဘာကိုခေါ်တာလဲတော့စတင်မယ်တင်တန်းတစ်ခုဆိုလို့ရှိရင်အဲ့တင်တန်းတော့မှာရှိတဲ့ feature တွေအများကြီးပဲရှိတယ်ကားဝယ်မယ်ဒီလိုပဲအရာအလုံးမှာဒီတိုင်းပဲဘာပဲရောင်းဘာပဲဝယ် cosmetic ဝယ်မလားဘာပဲလို့နောက်ဆုံးတစ်ခုကျွန်တော်တို့အလှဓာတ်ပုံသွားရိုက်မယ်ဆိုရင်အဲ့ဓာတ်ပုံဆိုင်နောက်မှာသူ့ရဲ့ feature တွေလို့ပြီးတော့သူ့ရဲ့ထွက်လာတဲ့ quality ကိုကန်လိုက်တဲ့ဖုန်းကလက်ရှိ brand မှာလက်ခံလို့ရတဲ့ quality အရေးတစ်ခုရှိနေတာလားတင်တန်းတစ်ခုဆိုလည်းအဲ့လိုမျိုးကိုဒီတင်တန်းတက်လိုက်တယ်တင်တန်းကလာပြီးသွားပြီလေးလာပြီးသွားပြီလေးလာခဲ့ရတဲ့အကြောင်းအရာတွေကိုက quality တစ်ခုခု level တစ်ခုရှိတယ်လို့သတ်မှတ်လို့ရတဲ့ level မှာရှိတာလားပစ္စည်းပဲဖြစ်ဖြစ်အဲ့ဒါအရေးကြီးတယ်အဲ့တော့ feature တွေအရေးကြီးတယ် quality အရေးကြီးတယ်ပြီးတော့ branding ဒီ brand ဥပမာနမူနာကျွန်တော် Apple လို့ကျွန်တော်ပြောကြမယ် Samsung လို့ပြောကြမယ်နော် Sony Ericsson လို့ပြောကြမယ်ပြီးလို့ရှိရင်ကျွန်တော် Nokia လို့ပြောကြမယ်ပြီးလို့ရှိရင်ကျွန်တော်ဗာလဲ Xiaomi လို့ပြောမယ် Oppo လို့ပြောမယ်စိတ်ထဲမှာအားလုံးစိတ်ထဲမသိစိတ်ထဲမှာလိုက်မှတ်လာတာရှိတယ် Apple ဆို number 1မှာရှိတယ်ဟုတ်တယ်မလားအကောင်းဆုံးဖြစ်တယ် Samsung ဆိုနေလေးနှိမ့်လာပြီတော့ပြီးတော့ရန်တိုက်ပေးတာတော့မဟုတ်ဘူးတော့ပြီးတော့ခုနကပြောတော့ကျွန်တော် Xiaomi တို့ Oppo တို့ပြောပြီးဆိုရင်တော်လေးနှိမ့်တဲ့ brand ဖြစ်ပါပြီ brand နဲ့ brand ကိုကျွန်တော်တို့မသိစိတ်ထဲမှာသိစိတ်ထဲမှာ level တစ်ခုသတ်မှတ်ထားပြီးသားရှိတယ်ခုကျွန်တော်တင်တဲ့အကြောင်းတွေထဲမှာဆိုလည်းရှိတယ်ဟုတ်တယ်မလားကျွန်တော်ရန်ကုန်ထဲမှာ1 to 10တကယ်1 to 5ထဲမှာရှိတယ်ဘယ်အကြောင်းကြီးတွေမြင်းဒီကုန်းမှာရှိတယ်ကျွန်တော်မြင်းဒီကုန်းမှာခြေအကြောင်းကြီးတွေရှိတယ်ဘယ်အကြောင်းတခြား online မှာတချို့အကြောင်းတွေအများကြီးပဲရှိတယ်ဥပမာကျွန်တော် ATBC ကိုလည်းဒီကလူသတ်မှတ်မှာပဲဥပမာ1 to 10လို့ပြောပြီးဆိုရင်လည်းဘယ်လောက်သတ်မှတ်မှာလဲဆိုမျိုးရှိတယ်ပြီးတော့ကျွန်တော်အရင်ဘက်ကမှားခဲ့တာတခုသတိရပါပြီเนาะကျွန်တော်အကြောင်းနဲ့ပတ်သက်ပြီးတော့เนาะ positioning နဲ့ပတ်သက်ပြီးတော့เนาะပြီးရင်အဲ့ဒါပြန်ပြောကြမယ်အဲ့တော့အဲ့ branding လည်းအရေးကြီးတယ်ဒီ brand တခုကဘယ်လောက်တင်နိုင်မကြီးနောက်တစ်ခုကကိုဝယ်လိုက်တဲ့ဒီ brand ကိုဘယ်လို packaging ခုနကကျွန်တော်ဖုန်းဆိုလို့ရှိရင်တော့တေချာတယ်ဖုန်းကိုထည့်ထားတယ်ကျွန်တော်ဘူးလေးပေါ့ parking 包လေးဘူးလေးကျွန်တော် service ဆိုလို့ရှိရင်ရော service ကို packaging လုပ်တယ်ဆိုတာဘာနဲ့သွားချိန်လဲ service solution ခုကျွန်တော်တင်တန်းဆိုလို့ရှိရင်တင်တန်းတစ်ခုကကျွန်တော်က service ပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ packaging လို့သွားပြောလို့မရပြန်ဘူးအဲ့ခါမှာကျွန်တော်တို့ကအပေါ်မှာရှိရတဲ့ feature တွေ quality တွေ branding အကုန်ပြန်ပေါင်းရတာပေါ့ပြီးနောက်တစ်ခုက service မှာကျွန်တော်တို့ကဘာရှိလဲ service ပေးတဲ့အခါမှာကျွန်တော်၃မျိုးရှိတယ်ဘာရှိလဲဆိုတော့ before ရဲ့ within ရဲ့ after ရဲ့ကိုယ့်ရဲ့ဒီ product and service ကိုမဝယ်ခင်မှာကျွန်တော်တို့ပေးနေရမယ်ဥပမာဒီကလူတွေကျွန်တော်တင်တန်းစလာပြီးတော့စုံစမ်းခဲ့တယ်တင်တန်းမအပ်ခင်တော့ပထမမှာကျွန်တော်အကြောင်းဘက်ကနေဘယ်လိုပြန်ဖြေလဲဘာတွေရှင်းပြပေးလဲတော့တင်တန်းကြီးပေးလိုက်ပြီးငွေလွှဲလိုက်တဲ့အခါမှာပေါင်ချဖြတ်တယ်အဲ့ကြားတဲ့အဲ့ကာလမှာဘယ်လိုလုပ်လဲအခုတင်တန်းတက်နေစဉ်ကာလ၄လလုံးမှာကျွန်တော်ဘက်ကဘယ်လို service တွေပေးနေလဲတင်တန်းပြီးသွားပြီ၄လပြီးသွားပြီ exam ဖြေပြီးသွားပြီလက်မှတ်တွေပါတယ်အကုန်ရပြီးသွားပြီနောက်ပိုင်းတစ်ခုတင်ကြောင်းပြန်လာမေးတဲ့အခါမှာကျောင်းဘက်ကဘယ်လို service ပေးလဲအဲ့၃ခုလုံးမှာကျွန်တော်ဘဲလန့်ညီနေမှာကျွန်တော်တို့ကရေရှည် branding တစ်ခုတက်တာတော်များလုပ်ငန်းလုံးကအဲ့၃ခုလုံးကိုဘဲလန့်မညီဘူးမိုးဝဲကင်းမှတော့ကောင်းတယ်တချို့ကမိုးဝဲကင်းကောင်းတယ်အလယ်မှာလည်းကောင်းနေတယ်ဝယ်လဲပြီးသွားရော after sales service မှာညံ့သွားတယ်အဲ့ခါမှာတချို့အဲ့လိုမျိုးဘယ်လိုလုပ်ငန်းတွေသုံးကြလဲဆိုတော့လေဟိုတနက်စားကြံတဲ့တချို့သော business တွေရှိတယ်ဥပမာကျွန်တော် mobile တွေမှာလည်းရှိရပဲဖုန်းလောကမှာဆိုလဲအရင်တော့ကျွန်တော်နိုင်ငံမှာအရန်ဝင်လာခဲ့တဲ့ brand တွေရှိတယ်နာမည်တော့မပြောတော့ဘူးပေါ့နော်ဆိုတော့တနိုင်ငံလုံးအတိုင်းအတာနဲ့တို့ 80% လောက်ပောက်ခဲ့တယ်ခုတော့မရှိတော့ဘူးလုံးဝအဲ့ brand တွေတရုတ်ဖုန်းပဲပေါ့နော် Android ဖုန်းတွေမရှိတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့နောက်တစ်ခုက Randy အာမခံဘယ်လိုပေးလဲအဲ့တော့ကျွန်တော်က product တစ်ခုလို့ပြောလိုက်ပြီးဆိုတာ ਨੇ ဒီမှာပါတဲ့အချက်လက်တွေအကုန်လုံးကိုကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့ကိုရောင်းတဲ့ product and service ပေါ်မူတည်ပြီးတော့ဒီမှာရှိတဲ့အချက်လက်တွေကဘာတွေကိုအားတောင်းလုပ်မှာလဲ Begin your future with ATBC.